CSC ဝါသနာရှင်များမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ညဝေပေးသွားမယ့်အပိုင်းကတော့ link block စက်ရုံကိုလေ့လာခြင်းအပိုင်းဖြစ်ပါတယ် CSC အုပ်လို့ရမှာတဲရယ်ဘီလက်မြေရယ်ဖုန်းရယ်ရိုးဆက်လို့ရှိရင်ရေပေါ်အုပ်တော်၎င်း CSC block တွေတော်၎င်းရရှိပါတယ်ယခုမြင်တွေ့ရတဲ့စက်ရုံမှာတော့သူကဘီလက်မြေကိုသူကြိုက်တဲ့ဘီလက်မြေကိုတုံးထားတယ်တခြားဘီလက်မြေတွေလည်းသုံးလို့ရပါတယ် Alpha တို့ဘာတို့စားရှိတဲ့ဘီလက်မြေမှာကိုကြိုက်ရဘီလက်မြေကိုတုံးလို့ရပါတယ်ဒီလိုတုံးတဲ့နေရာမှာဆိုလို့ရှိရင်အမြုပ်ဆက်တစ်ခုလိုပါတယ်အမြုပ်ဆက်ကိုလည်းဈေးကွက်ထဲမှာ9သိန်း8သိန်း9သိန်း10သိန်းအစားဝယ်ယူလို့ရပါတယ်မိမိကိုယ်တိုင်လည်းလုပ်လို့ရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေထဲမှာအမြုပ်ဆက်ကိုကိုယ်တိုင်လုပ်ယူလို့ရတဲ့နည်းပညာတွေလည်းကျွန်တော်တင်ထားပါတယ်ဒါပေမဲ့အမြုပ်ကောင်းခြင်းမကောင်းခြင်းကတော့မိမိဖန်တီးတဲ့လူရဲ့အပေါ်မှာပဲမူတည်ပါတယ်အမြုပ်ဆက်တွေကတော့ဘာမှလည်းဈေးမများပါဘူးကျွန်တော်တို့အမြုပ်ထုတ်တဲ့ဆက်တွေကိုလိုအပ်တဲ့နေရာမှာအမြုပ်ထုတ်ဆက်ကအဲ့အမြုပ်ထုတ်ဆက်ကိုတက်ဆင်မဲ့လေဦးတစ်လုံးလိုပါတယ်ကွန်ပရက်ဆာပေါ့နော်လေထွက်တဲ့ကွန်ပရက်ဆာတစ်လုံးလိုတယ်အဲ့အမြုပ်ဆက်ကို join မဲ့နေရာမှာလေမှုတ်ဆက်ကလာတဲ့ပိုက်တစ်ချောင်းငယ်စီးဝင်ဖို့ပိုက်တစ်ချောင်းငယ်နှစ်ချောင်းပဲလိုပါတယ်ဒီအမြုပ်ဆက်ကိုလျှက်စင်ပြီးပေးသွင်းရတယ်ဒီအမြုပ်ဆက်ကိုအမြုပ်ထွက်ဖို့အတွက်ကိုစီးရည်လိုပါတယ်ဒီစီးရည်ကလည်း AE27 Soft Clean 27 AE ဆိုတဲ့စီးကိုတိုက်ကာ supply ကနေတင်သွင်းပါတယ်ဒါကတော့30 kg ပါတယ်စီးပုံတစ်ပုံဖြစ်ပါတယ်ဒီစီးရလည်းဈေးကွက်ထဲမှာဈေးတက်တာပါတယ်ဒီစီးကိုလည်းဖုန်းနံပါတ်နဲ့မှာယူလို့လည်းရပါတယ်နေရလည်းလှမ်းဝယ်လို့လည်းရပါတယ်တိုက်ကာ supply က CSC အုပ်ထုတ်လုပ်သူများအသုံးဖို့အတွက် Soft Clean 27 AE ကိုစီးရတစရေရအစ40ရောပြီးတော့သုံးဆွဲလို့ရပါတယ်ဒီဟာကတော့ကတားနဲ့စီးရဲ့အမြုပ်ဆေးရည်တိတ်သီးစကိုချိန်တွယ်ပြသထားတာဖြစ်ပါတယ်အမြုပ်ဆေးတွေကွာခြားသွားတာနဲ့အမျှကျွန်တော်တို့အုပ်ထွက်တဲ့ quality တွေလည်းကွာခြားသွားပါတယ်အုပ်ရဲ့အရည်သွေးတွေကလည်းထုတ်လုပ်တဲ့လူတွေရဲ့တက်ကျွမ်းတဲ့ technique တွေနဲ့နည်းပညာတွေနဲ့သူတို့ရဲ့ကျွမ်းကျင်မှုနဲ့သက်ဆိုင်ပါတယ်သူတို့တွေပို့ပြီးတော့ကျွမ်းကျင်လာတယ်အုပ်ရဲ့ quality တွေကပိုပြီးကောင်းလာတဲ့အနေအထားမှာမြင်ရပါတယ်သူတို့ကြောင့် CSC အုပ်စလုပ်တော့မယ်ဆိုလို့ရှိရင်တဲ့ဘီလက်မီရေရောမယ်ရောတဲ့အထည်တွေကိုကျွန်တော်တို့ကအမြုပ်ထုတ်ဆက်နဲ့အမြုပ်တွေကိုထုတ်ပြီးတော့ဒီအမြုပ်ထုတ်ဆက်တွေကိုမောင်းထက်လိုက်မယ်မောင်းထက်လိုက်ရင်အခုမြင်တွေ့ရတဲ့အတိုင်းအမြုပ်တွေကဘီလက်မီတွေမှာပျော်ဝင်ပြီးတော့ရောသွားပြီးတော့ဘူပေါင်းလေးတွေကဘီလက်မီနဲ့ရောသွားသည့်တိုင်အောင်ဘူပေါင်းလေးတွေမပေါက်ပါဘူးသူကလီယာနဲ့အဖြစ်နဲ့တဲ့ရဲ့ဘီလက်မီရေဂျားထဲမှာသူကဘူပေါင်းလေးတွေကသူ့ရဲ့လေယာအနေနဲ့ဘူပေါင်းလေးတွေညောင်များစွာတည်ရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကတာမန်ကွန်ကရစ်တုံးလောင်းလိုက်တာနဲ့စလို့ရှိရင်ဒီအမြုပ်တွေထိုးထည့်လိုက်တဲ့အတွက်ကြောင့်အမြုပ်လေးတွေကအုပ်ကိုကွာသွားအောင်ဒုတွေကြီးသွားအောင်လို့ဖန်တီးပေးလိုက်တဲ့သဘောဖြစ်ပါတယ်အဲဒါကြောင့်မို့ဒီလို CSC အမြုပ်တွေကိုထည့်လိုက်တဲ့အထဲမှာကျွန်တော်တို့ CSC အုပ်တွေကိုထုတ်လုပ်တဲ့နေရာမှာဖုန်းအမြုပ်တွေကိုထည့်လိုက်တဲ့အထဲမှာဆိုလို့ရှိရင်ရေပေါ်အုပ်တော်၎င်းရေမပေါ်တဲ့အုပ် CSC အုပ်တော်၎င်းရရှိနိုင်ပါတယ်ရေပေါ်အုပ်ကိုရရှိဖို့အတွက်ကိုကျွန်တော်တို့ကဒီထွက်လာတဲ့ပျော်ရည်တွေကို1လီတာရှိတဲ့ခွက်နဲ့ချိန်လိုက်လို့ရှိရင်1000ရဲ့အောက်တိတ်သီးစ1000ရဲ့အောက်မှာရှိတဲ့980တို့960တို့940တို့ရေပေါ်ပေါ်ပါတယ်ရေပေါ်မပေါ်တဲ့အားတွေတော့ပဲ1000ရဲ့အထက်ဆိုရေပေါ်မပေါ်ပါဘူး1000 gram ဆိုတာကတော့ 1 kg 1000 gram ဆိုတာကတော့ရေရဲ့တိတ်သီးစကိုသတ်မှတ်ထားတာဖြစ်ပါတယ်ရေရဲ့တိတ်သီးစ1000 gram ရဲ့အောက်မှန်သမျှအုပ်တွေကအကုန်လုံးရေပေါ်ပေါ်ပါတယ်တိတ်သီးစ1000 gram ရဲ့အထက်ကလေးကရေပေါ်မပေါ်ပါဘူးတို့တဲ့ကြောင့်ဒီလိုတဲ့ဘီလက်မီရဲ့ရေတွေကိုကျွန်တော်တို့အမြုပ်တွေကိုရောဆက်လိုက်ပြီးတော့နှံ့ဆက်အောင်ဒီလိုမြေစာကြီးတွေနဲ့တော့၎င်းဟိုစက်ယုံတချို့သေးသေးလေးတွေဆိုရင်လည်းအုံမွေးလုံးလေးတွေနဲ့လောင်းကြပါတယ်တချို့တွေဆိုရင်လည်း dream machine လိုမျိုးလက်ကင်လှည့်တဲ့စက်ကလေးတွေနဲ့လည်းမှုယူလို့ရပါတယ်ကိုယ့်ရဲ့လုပ်ငန်းအကြီးအသေးပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းနဲ့သက်ဆိုင်ရာ data တွေမှာသုံးတဲ့စက်တွေကိုမူတည်ပြီးတော့ရင်းနှီးကုန်ကြစည်ကကွာခြားသွားတာဖြစ်ပါတယ်တို့ကြောင့်ထွက်လာတဲ့ဒီလိုပျော်ရည်တွေကိုကျွန်တော်တို့ကတ်တားနဲ့ချိန်ပါတယ်အခုမြင်တွေ့ရတဲ့စက်ယုံမှာထုတ်လုပ်ထားတဲ့အုပ်ကတော့
1000 ဂရမ်ရဲ့အောက်980နောက်သူကကတ်ပြီးတော့ချထားတယ်ဒီအုပ်တွေကထွက်လာလို့ရှိရင်6သွားတဲ့အချိန်တိုင်းရေပေါ်ပါတယ်ဒါကြောင့်ဒီဟာကိုကျွန်တော်တို့ကစံသတ်မှတ်ချက်အနေနဲ့1000ရေရဲ့တိတ်သီးစား1000 ဂရမ်အောက်ဆိုရင်ရေပေါ်ပါပြီဒီဟာတော့သူ့ပျော်ရည်ဖြစ်ပါတယ်ဒါကြောင့်ဒီ CSC အုပ်ပျော်ရည်တွေကိုချိန်ဖို့အတွက်ဒီကသူ့ကိုတတ်မှတ်ထားတဲ့ခွက်လုံးဖြစ်ပါတယ်ဒီခွက်ထဲကိုရေ1လီတာထည့်ပြီးတော့ကတ်တားလေးနဲ့ချိန်လိုက်လို့ရှိရင်ရေ1လီတာတိတဲ့အချိန်မှာ1000 ဂရမ်ကိုသူကပြနေပါတယ်ကတ်တားကလည်းကြီးကြီးသေးသေးကြိုက်တာကိုသုံးလို့ရပါတယ်ဒါပေမဲ့ဒီခွက်ကဲအလေးချိန်ရှိတဲ့အလေးချိန်ကိုတော့ကျွန်တော်တို့က0 setting မှာထားပြီးတော့ခွက်ကဲအလေးချိန်ကိုနှုတ်ထားပေးရပါမယ်ဒီခွက်ကအလေးချိန်ကိုနှုတ်ပြီးသားဖြစ်ရမယ်ဒီခွက်ထဲကိုရေ1000 ဂရမ်ရေ1လီတာထည့်လို့ရှိရင်1000 ဂရမ်မှာ digital နဲ့ပဲတော့၎င်းရိုးရိုးကတ်တားနဲ့တော့1000 ဂရမ်မှာပြနေရမယ်တို့အတွက်ကြောင့်ဒီကိုကတ် digital ကတ်တားဆိုပိုကောင်းပါတယ် digital ကတ်တားဆိုရင်ဒါ0 setting ကိုပြထားတဲ့အနေအထားဖြစ်ပါတယ်ခွက်ကဲအလေးချိန်ကိုနှုတ်ပြီးသားဖြစ်ပါတယ်ဒီလိုခွက်ကဲအလေးချိန်ကိုနှုတ်ပြီးတဲ့အချိန်မှာကျွန်တော်တို့ CSC ပျော်ရည်တို့ထည့်လိုက်တဲ့အချိန်မှာ950 960 980ဆိုရင်အဲ့ CSC တွေကရေပေါ်ပါပြီတို့အတွက်ကြောင့်ထွက်လာတဲ့ CSC တွေကို